ကျွန်တော်မနေ့က brother တယောက်က challenge တစ်ခုလာခေါ်ခဲ့ပါတယ်။challenge က C1 နဲ့ 50k ရအောင်ဆော့ပြရမယ်ပေါ့။အကယ်လို့ကျွန်တော်နိုင်ခဲ့ရင်တော့2 month ချော်လေးကိုကျွန်တော်ပဲခံရမယ်။တကယ်လို့ကျွန်တော် favor ခဲ့ရင်တော့ကျွန်တော်ရဲ့ follower 1133ရှိတဲ့ TikTok ကကြည့်ပေးရမယ်ဗျာ။အခုရတဲ့အချိန်ကြီးပဲ video လေးစလိုက်။ကိုယ်စားကတော့စမ်းသုံးကတ်တွေပေးထားတဲ့ချောင်းရဲ့ကိုလေးနောက်ကောင်လေးရှင်းထိန်ရရင်ပေါ့။ဒါတော့နည်းနည်းလေးတော့အဆင်မပြေဘူး။ကောင်လေးကမနေ့ကမှတော်ကြည့်လာတဲ့ကောင်လေးတော့မသိဘူးမြန်မာလိုဝင်ချတယ်လေ။ကျွန်တော်လည်း show အနေနဲ့ပြသွားတော်သေးတယ်ကန်ကောင်းလို့သူပြလိုက်ကိုပြလိုက်သူစုပ်လိုက်နေပဲ level 4ရောက်လာတယ်ဗျာ level 4ရောက်တဲ့အခါမှာတော့ saver ကတော့ easy ပဲဗျာချောင်းပိုင်းလိုက်တယ်ပေါ့ဒီမှာချောင်းစီကနေ 1k ရလိုက်တယ်ဒီနေရာမှာဆိုကျွန်တော်ခင်ရလိုက်တာကျွန်တော်ထက်ကန်အောင် short ရောဂျူလီရဲ့မင်းမလားဂျူလီရဲ့ရနိုင်ပြီးတယ်လင်းလေးလည်းကြော်ရှင်းပြီးပဲဗျာဟိုဘက်မှာ blue banner မှာလင်းရဘက်ကားနေပြီးတော့အဲ့လေးနဲ့ကောက်ဖမ်းနေလေဗျာလင်းကို k ရလိုက်တယ်နောက်ကျသူရဲ့ blue ball နှစ်ကြိုးကိုရင်ဂျူလီယန်နဲ့ပေါင်းတက်လိုက်တယ်ပေါ့ဒီနေရာမှာဆိုလဲလင်းကဘယ်လောက်ဆောက်မှမရှိဘူးထပ်တက်လိုက်တာပေါ့စေပါလေဘပွင့်နေတာ1 2နဲ့အဲသားစင်းနဲ့မစမန်းနေပြက်တယ်ဒီနေရာကကျွန်တော်ပိုင်းမလို့လဲလင်းကစားတော့နေတောင်းရတယ်ဗျာအေးလင်းနဲ့ရှောင်းနေတယ်ဒါမှလည်းမရဘူးလေဟေးဒီမှာဆိုရင်ပလိစားနေနဲ့ကျွန်တော်ကိုကောက်တက်လာပါတယ်ကဲဒါနဲ့ view ကြည့်တာဒါမှမဟုတ်ဆုံးစားတာမလို့နော်ဇာမလောကသေးဘူးနဲ့တူတယ်မလောကသေးဘူးဆိုရင် view လေးကိုခဏရက်ပြီးတော့ like ကိုလေးလုပ်လိုက်ကြပါအောင်ဗျာကျေးဇူးပြုပြင်စမယ်ဒီနေရာကိုခေါ်ရှေ့တက်လာတာဗတ်ကျွန်းလာတယ်ပေါ့ကျွန်းလာတဲ့အချိန်မှာကျွန်တော်ကောက်ပိုင်းလိုက်တယ်ပေါ့နော် K1 လို့လည်းပြန်ဒါပေမဲ့တော် pro လေးရဗျာကျွန်တော်ကြည့်ရမယ်ကျွန်တော်လာကြတာသူကပြန်လျှော့သွားရောဟေးဒီနားမှာဆို6နဲ့ဂျူလီယန်နဲ့ရန်နေဖြစ်ကျွန်တော်အဲ့လင်းနဲ့ဝင်ပိုင်းလိုက်တာ 1k ရလိုက်ဒါဒီမကောက်လင်းမှလိုက်တယ်မလို့ရလိုက်လို့တကယ်ဆိုကွာစေးပါကနေဆိုရင်တကယ်တားတကြဖို့ကလိုတယ်ကိုပဲကောင်းပိုင်းမလဲပိုင်းမှာဆိုရင်1ရဲ့ AD ကိုတခါကျဲသုံးလိုက်တယ်အဲ့ဒါတကောင် easy ပြတ်တယ်ဒါဆရာကြီးလောက်တာမဟုတ်နော်ပြောပြတာအဲ့လေဒီနော်အဲ့မရှိလို့အဲ့ရှင်အဲ့ချောင်းသိတယ်ဒါကြောင့်မို့အဲ့မရှိတော့ယူလေလုံနေတယ်အဲ့ဒီလက်ရအောင်ဗျာကိုတို့ skill 1 2 3နဲ့ဝင်ပိုင်းလိုက်တယ်ဗျာကိုလေးလည်း show အောင်စိတ်တော့မကောင်းဘူးကွာကိုလည်း 1k 2k ကောက်ပြီးရင်ဟိုဘဲတွေထားပဲသူဘာမှမလုပ်စလို့နဲ့တန်းပြီးတော့ဒိုးချသွားတာဘလူးပဲလေတနာပါလေကွာငါတော့ဘောလုံးသူ့ပဲထိုင်တက်နေတယ်ဘောစိတ်မကောင်းကွာဒီနေရာမှာဆိုဘလူး rubber နာလေးကိုသွားပြီးမတက်ရက်နေမယ်ပေါ့ဘယ်သူလေးလာမလဲဆိုတာတော့ကြည့်ရမယ်ရော AD လေးတော့မလို့ဟေးမထပ်ပိုင်းလိုက်တဲ့ double key ဗျာ double key ကိုရသွားတယ်လို့အဲ့လေစေးပါလို့ကောင်မျိုးကိုတည်လက်စလေးကမကြောက်မရွံ့နဲ့နောက်ကနေမြန်မာလိုကြီးကိုလိုက်ချလာတာဒီညနေမှာ record လေးခဏကုန်မဲ့သူလာတယ် short အဲ့ဒါစက်ကြတစ်ချောင်းဝင်သွားအဲ့လက်စလေးကရှော့တယ်ကွာခေါင်းကြီးတို့ရဲ့ငါစိတ်ညစ်ဒီနေရာမှာဆိုကိုကခြုံတော့နေရလော့ကဘာကောင်ကြီးလဲလို့လာပြီးခုတ်တယ်လို့ကျေးဇူးတင်ပါတယ်လို့မော့စကိုလေးကို1နဲ့2နဲ့ပိုင်းလိုက်ရှော့သွားရောမော့စကိုလည်းတရွေးဒူးချောင်းလို့ဟိုကောင်ကကျွတ်တော့ဘလိုလေးထက်ကန်သွားတယ်ရှော့ရောကြီးဓမ္မကတော့တစ်ဖက် item လေးသွားဖို့လို့သေးတယ်ဒါပေမဲ့လည်းပြင်းလို့မသွားတော့ item အသေးလေးတစ်ခါကိုရောင်းပြီး sky မီယာသာထည့်ဖို့လို့သေးတယ်ဒါပေမဲ့ sky မီယာသာကိုကကေးရထန်းကြီးအောင်ဖြစ်နေဆိုတော့ sky မီယာသာထည့်လည်းမလိုတော့တော့ဗျာအဲ့ဒါကြောင့်မို့လို့ဟိုဟာတွေပဲတခြား item တွေထည့်လိုက်တော့ဗျာအမတော်ပြူလေးရောက်လာတယ် scale 1 2 ACC နဲ့ထိုးလိုက်ရှော့သွားဒီတော့ပြောလေတဝဲတော့ငါ့ကိုအလှပေးနေတာချစ်လိုက်တာကွာမင်းကငါတို့တင်းရဂျန်ငယ်လာကြီးကိုဝိုင်းပြီးအနိုင်ကျင့်ရဲတယ်ဗော okay ကျင်တာလင်းမင်းနဲ့ငါတွေ့မယ်ရော့ရှော့သမ်းမင်းလူသက်ပြီးရင်ဟိုငင်တွေထားပဲတန်းပြီးတော့ဒိုးချသွားတာရောင်ကြီးဒီနားနဲ့မခရစ်လေးကိုနင်းငင်စားမယ်ပြီးရင် rubber နာကိုဒိုးမယ်ဒီမှာလမ်းကြည့်လိုက်တာမော်စကိုကလာတော့မှာအဲ့ဒါကိုဗျာကျွန်တော်ကဘာသွားနိုင်လိုက်လဲမသိဘူးဟေးအောင်ကြီး join စိတ်သွားနိုင်လိုက်တာမော်စကိုကတွေ့ပြီးပြန်ဒိုးချသွားတယ်လို့ကျေးဇူးတင်ပါတယ်လို့ဒီနေရာမှာတော်တော်ပြောလေနားလေးကခါးလေးရောက်မဖတ်တော့ဖင်းပဲတန်းခံမလို့ဒါပေမဲ့လည်းဟိုက pro လေးဆိုတာလည်းပြေးရတာပါဒါပေမဲ့ဟိုဘက်ကသူတို့ဂန်းလိုက်ကြီးလိုက်ချတာတော့ရှော့ပြီဗောလို့ကျေးဇူးတင်ပါတယ်လို့ကိုနာဘယ်သူလာမလဲကိုထိုင်ဆောင်နေတယ်ဒါပေမဲ့တကောင်မှမလာတော့လဲသူတို့တွေဘတ်တယ်ဆိုင်နေမဲ့ဘတ်တယ်ဆိုင်ပြီးရင်တော့အနည်းဆုံးတစ်ကောင်မဟုတ်နှစ်ကောင်ကတော့သွေးနည်းနည်းလေးနဲ့ကြမ်းခဲ့ရပါပဲကြမ်းရင်ဖြစ်မှာပဲအမ my target is ဟိုချောင်းတော့ချင်းလေးဆိုပြီးလား is you who so is you I target is you ဒီညမှာသွေးကန်တာလေးသွားကျွန်တော်တို့ရှာရှည်လော်ရမှုတွေကြောင့်လက်စလေးကလိုက်ပြီးတော့တယောက်တစ်ချက်စီပြက်တာရှော့ရောအမဓာတ်ပတ်ကြီးပါရကုန်တယ်လို့ funny pro လေးရဲ့ကျေးဇူးတင်ပါတယ်လို့တော်သေးချောင်းတော့နားလဲပါပြီးပြန်ဆုပ်လိုက်လို့မဟုတ်ရင်သိမှာဒီကောင်ကြီးကမီလီယံဂျူလီယန်ကိုအသေးသက်ဝိုင်းပြီးနိုင်ချင်းလောက်တာဟိုမှာကျိုးဘိုင်ဝမ်မော်စကိုတော့ what the fuck မော်စကိုတော့ဘိုင်ဝမ်ဆိုဟိုမှာဒီကောင်ကြီးကသွားရှုပ်လို့တော့မရဘူးဂျူလီယန်လေးကကွာစောင်းရမ်းဖိန်ရတာဟိုမှာဝိုင်းတက်လိုက်တော့ရှော့ပြီဗောလို့မော်စကိုကတော့အနားလေးရောက်လာတယ်
နန်းနာလေးကခါးလေးကိုဖက်ပြီးတော့တန်းတက်လိုက်တယ်ပြီးသွားပြင်ကိုရဲ့အချစ်တော်ဝဝင်လေးကိုသွားပြီးတော့တတ်မယ်ပေါ့နော်ချောင်ရဲ့မင်းစာတက်တာသိတယ်ဒါပေမဲ့မင်းကငါမတတ်ဘူးငါလင်းကိုပဲတတ်မှာဒါပဲမင်းကိုမတတ်ဘူးလင်းကိုတတ်မှာ okay KO ကြည့် 50k finally easy ပဲ 50k ရပါပြီဆိုတော့အမချောချောလေးကိုပိုင်ဆိုင်ရပြီအဲလေဟ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 ေဒီချိန်မှာဆိုတော့ကျွန်တော်လည်းရမယ်ကြီးရပြီဝဲဆိုတော့ဖြစ်ချင်တာပဲပြီးလှုပ်ချင်တာလှုပ်တော့မယ်ဗျာရောမှာမဟုတ်ရှော့ okay တစ်ချက်ပဲနော်တစ်ချက်ပဲဘာမှမလို့1 2အဲဒီဒါတော့လောင်ကြီးကဖလိတ်ကလွဲသွားသည်စောက်ရမ်းကျန်းတာဟဲ့အောင်ကြီးတကယ်တခေါ်တော့လောင်ချီပလေရရင်လည်းတွေ့ရင်ဒီမှာဆိုလောင်ချီလေးကခုနကနေဖလေကလွဲတာအားမရလို့ဒီခါလေးအင်မျိုးကိုထွက်လွဲသေးတယ်ဟေးရှော့ရောကဲတောက်ပိန်းနေကွာငါ့ကိုဘဲကောင်းနိုင်လဲပြောရင်ငါ့ကိုဘဲကောင်းနိုင်လဲအမကောကခြေကောင်းနဲ့ထိုးอ่ะရှော့ရတယ်လို့ကျေးဇူးတင်ပါတယ်လို့လက်ဥဝဲဟေးစိတ်ညစ်ဒီမှာဆိုရင်မဲ့တစ်ဖက်သိရလဲဝိုင်းအောင်ဝိုင်းဆိုတော့ဗျာကျွန်တော်တို့လောဖြစ်တဲ့မာရာရာကြီးကလည်းတာတယ်ကိုမဟုတ်တာတယ်ဖြစ်တဲ့တာကအင်္ဂလိပ်ချိုးလိုက်တယ်ဗောအဲ့လိုနဲ့တော့ 50k ရပါပြီးတော့အနိုင်ရရှိသွားတယ်ဗောနော်။ကြည်ပါ easy ပဲကြိုက်တဲ့ channel ကို Telegram မှာလာခေါ်လိုက်ဒီမှာ Telegram ကောက်ပြထားပြီမယ်။နော်ဘာအဲ့ caption တော့ဖြစ်တယ်ဗျာ။ Telegram ရှင်မှာလည်းကျွန်တော်ရဲ့ Telegram အကောင့်ရဲ့ user name ထည့်ပေးရတယ်ဗျာ။စော်ခိုင်းစေချင်တဲ့အားကိုလာစော့ခိုင်းလို့ရပါတယ်ဗျ။ okay အဲ့ဒီဟာတွေကတော့ကျွန်တော်ခုနကဘယ်မှာသုံးတဲ့ item ပါအောက်ကဟာတွေကတော့မသိဘူးဗျာ။ကိုယ်တော့သုံးချင်တာသုံးဖြစ်ချင်တာဖြစ်နောက်နေ့ဗီဒီယိုမှာပြန်လို့ကြပါမယ်ကျွန်တော်ကတော့ Zeno Hero ပဲဖြစ်ပါတယ်